နော်အခုအမိတိုင်တောက်လေးကိုအရင်ဆွဲလိုက်ပြီးပြီဆိုရင်ရင်ခံတက်မှတ်ချက်ပမာဏလေးကိုအရင်မှတ်လိုက်3-6စိတ်တို့4လက်မဝါတဲ့လူဆိုတော့4လက်မမှတ်လိုက်ပြီးအဲ့ဒီအမှတ်ရဲ့အပေါ်ကို6စိတ်လောက်လက်မလောက်ကိုကြိုက်သလားတက်လို့ရတယ်ဒါဆိုရင်ဒါအပေါ်ကိုဘာဖြစ်သွားလဲလုံသွားပြီလေဟုတ်ပြီနော်အဲ့ဒါပြီးရင်သူ့ရဲ့ကျိုးကပခုတ်အမိတိုင်တောက်မှာကြီးမထည့်ဘူးဒီဘက်လေးနည်းနည်းဘာလုပ်မှာလဲတိုးလောက်တိုးလဲဆိုတော့6စိတ်လောက်တိုးအဲ့နေရာမှာထည့်မှာရမယ်နော်အဲ့နေရာမှာထည့်မှာ6စိတ်လောက်ကျိုးကအဲ့တော့ဒီနေရာမှာထည့်မဲ့အမှတ်လေးကိုမှတ်လိုက်မှတ်ပြီးသွားရင်နော်အဲ့အမှတ်ရပြီဆိုဆရာမတို့ကဒီဘက်ကိုဘာလုပ်မှာဆက်မှာအဲ့တော့ဘောလီကိုတစ်ဆက်တည်းဖြစ်ချင်ဖို့အတွက်ဒီဘက်ကိုတတ်ချမှာဖြစ်တဲ့အတွက်ဆရာမတို့ဒီမှာတီစာမပါပဲနဲ့ဘယ်ချမ်းနဲ့ဆက်ထားမှာလဲဆိုတော့နောက်ချမ်းနဲ့ဆက်ထားမှာနော်ဒီလိုဆက်ထားမှာဒီလိုဆက်ထားမှာပြီးတော့မှဆရာမတို့တီစာလိုတဲ့နေရာဖြတ်ချမှာနော်အဲ့လိုဆက်ထားမှာဆက်ထားပြင်ဘာတိရမလဲဆိုတော့ဘောလီဆိုတာကလေရင်ခံလို့မဟုတ်ဘူးအပေါ်ရောက်ချင်လို့မရအောင်ဘောလီဆိုတာနည်းနည်းတော့ဘာဖြစ်မှာလဲထိုက်မှာပဲနော်အဲ့ဆိုဒီရဲ့အောက်ကိုဂျိုင်းရဲ့အောက်ကိုတလက်မလောက်မဟိုက်ဘူးလားဟိုက်တယ်အဲ့လေးကိုဒီနေရာလေးကနေပြီးတော့အလိုက်တင်လေးဒီလိုလေးဆွဲလိုက်ပြီနော်အဲ့ဆိုတော့ဒါရှေ့ကျိုးနောက်ကျိုးအတွက်စဉ်းစားမယ်ဒီနေရာလေးကိုဒဲလေးပေါ့နော်ပခုံးဘက်ကိုရင်းလေးဆွဲလိုက်ဒါရှေ့ကျိုးအတွက်အဲ့နေရာလေးကိုအတိုင်းလိုက်ဒီမှာဘယ်လောက်ရှိလဲ160မရှိဘူးလားအဲ့ဆိုနောက်ကျိုးကလည်းဒီနေရာမှာဘယ်လောက်ရှိရမလဲ160ကိုမှဒီမှာကြည့်တောက်ထိအဆင်ပြေလားမပြေဘူးနော်တောက်ထိတတ်မှတ်ပြီးဆွဲဦးလားဆွဲတယ်ဆွဲပြီးသွားရင်သူ့ရဲ့ရှေ့ချမ်းလောက်မရောက်တယောက်လေးမှာဒီမှာလဲဒဲလေးအဲ့ဒါနဲ့ဒီကိုဘာလုပ်ရမှာလာချိတ်ရမှာဟုတ်ပြီနော်လာချိတ်ပြီးရင်ဒီဘက်ကျောကိုဘာလုပ်လို့ရရလဲဟိုက်ချင်တပါဆိုရင်ဟိုက်ချလိုက်လို့ရပြီရမယ်နော်အဲ့တော့ဒီနေရာလေးမှာတော့ဘာလို့ရှိရမလဲဆိုတော့အတဲ့လေးရှိရမှာနော်ဟုတ်ဒီလားဒါကသူ့ရဲ့နောက်ချမ်းအတွက်ဒါကဘယ်ချမ်းအတွက်လဲရှေ့ချမ်းအတွက်ဟုတ်ပြီအဲ့ဒါပြီးရင်ဒီမှာလဲဘာလေးရှိရမှာအတဲ့လေးရှိရမှာအတဲ့ပမာဏလေး3စိတ်လောက်အတဲ့လေးရှိရမှာနော်ရှိပြီးသွားပြီဆိုဆရာမတို့ဒီရင်ထိတ်ကိုချိုးချမှာအဲ့တော့ရင်ချိတ်ကိုချိုးချမှာဆိုတော့ဘောလီဆိုမှတော့ဟိုက်လို့မရဘူးလားရတယ်ဒီကောင်ကိုအတဲ့ဆွဲဒီရင်အောက်ကိုတဲ့ဆွဲမှာဆရာမကအခုဒီဟာဘယ်လောက်ထည့်လောက်ထားလဲ3ခွဲတော့လောက်ထားတာပဲကွက်တီပေါ့နော်ရင်အောက်ကိုသူ3ခွဲချထားတာနော်ပုံမှန်ဆို3လက်မချနေကြ3လက်မကိုချထားရင်ဆရာမနောက်ဆုတ်ရမှာခုနောက်ဆုတ်ဆရာမလို့တဲ့ဆွဲပြီးရင်ကော့ဆက်3ကားလိုပဲဒါလေးကိုဘယ်လိုတက်မှာပေါ်တက်မှာ6စိတ်လောက်တစ်လက်မလောက်ဒီလိုတက်မှာနော်တက်လိုက်ပြီးပြီဆိုရင်ဒီဘက်မှာအောက်မှာဘယ်လောက်ရှိလဲကြည့်လိုက်2ခွဲလောက်မရှိဘူးလားအဲ့ဆိုပေါ်မှာလဲ2ခွဲလောက်ကြမယ်နော်အားလေးကိုဒီကနေဘာလုပ်လိုက်မှာလဲဟိုက်ချလိုက်မှာနားလဲလားအဲ့ထက်ကိုဟိုက်ချင်တဲ့ပါဆိုရင်နည်းနည်းဟိုက်လို့မရဘူးလားရတယ်ရပြီနော်ဟိုက်ချင်တဲ့ပါဆိုလားဟိုက်မဟိုက်ချင်ဘူးဆိုလဲနည်းအားပြီးရင်ဒီနေရာမှာပခုတ်ဘောလီချိတ်တွေပေါ့နိုးကရာချုပ်ခဲ့တဲ့အတိုင်းပဲအပေါ်3စိတ်အောက်3စိတ်တောက်တွေအကုန်လိုက်ထည့်တော့မှာနော်ပြီးရင်ဒီဘက်ချမ်းကြည့်မယ်ဒီဘက်ချမ်းကလည်းအတဲ့မလာဘူးလားဒါရင်ဒီဥစ္စာကိုဆရာမတို့ F3 ဖြတ်တယ်လို့ဘာလို့ရမှာဖြတ်ရမှာလူဖြတ်ရမှာဒါဆရာမတို့ရဲ့ဒါအုံကြီးတွေ့လားအဲ့ဒါယူကိုဒီဘက်ကလည်းဒီလိုလေးမတက်ဘူးလားတက်တယ်အဲ့ဆိုဘယ်အတိုင်းပဲလဲကော့ဆက်လေးအတိုင်းပဲဗတန်ကလေနားလည်နော်အဲ့ဆိုရင်သူ့ကိုစားထုတ်လို့ရတယ်ဝိုက်ထားတဲ့အတွက်နော်ဒီကလည်းဝိုက်ထားတဲ့အတွက်စားထုတ်မှာစားထုတ်ရင်သူ F1 F2 ဆရာကြီးက F3 ရမယ်နော်ဘေးဆက်ကြောင်ပြန်ခွဲပြီးထည့်လို့လည်းရတယ်ဘေးဆက်ကြောင်နေရာရှုလိုက်လို့လည်းရတယ်ဘာမှမဖြစ်ဘူးနော်အဲ့ဆိုတော့ပတ်တန်အနေနဲ့ကပြီးသွားပြီရင်ခံလိုပဲဘာလို့ရမှာလဲတောက်တွေစားတော့မှပတ်တန်ကဘာဖြစ်ပြီးသွားပြီအဲ့ဒီအောက်ကိုလည်းဆရာမတို့ကဒါခါမြင့်အောင်တစ်လက်မလောက်ယူလဲရတယ်နော်သူကအရှိကြီးဖြစ်နေမှလားတစ်ခါတည်းကြလည်းမဖြစ်ဘူးဘော်လေးကလေခါမြင့်အောင်တစ်လက်မဒါခရိုစာယူထားလိုက်တယ်နော်ခါမြင့်အောင်တစ်လက်မဒီဘက်ကလည်းခါမြင့်အောင်တစ်လက်မဒါအင်းရဲ့ရှည်ဖြတ်တာဟုတ်ပြီလားဒါပြီးတော့မှပြန်ခွဲထုတ်ပြီးတော့မှ2စိတ်တိမ့်လိုက်မယ်ရပြီလားအဲ့ဆိုရင်တို့ဒီမှာဘာပဲကြံတော့တောက်စားရမှာဟုတ်ပြီလားအဲ့တောက်စားမှာအတစ်ဟုတ်လားမဟုတ်ဘူးငကိုကိုတက်ပြီးရင်ဟိုဘက်ကို9မူဒီဘက်ကို9မူစားဒါနောက်ချမ်းအတွက်စားတာဟုတ်ပြီနော်
အပြင်ဒီဘက်ဟာအတွက်စားမယ်ဒီဘောလီကြီးကိုဒီဘက်ကိုဘယ်နှလက်မှစားမယ်တစ်လက်မှစားမယ်ဒီနေရာဟိုက်ထားတဲ့အတွက်ဒီနေရာတောက်ကကြီးကြီးလေးမထိုးအောင်လားထိုးရတယ်နားလည်နော်ဒါလေးလည်းတွတ်ချလို့မရဘူးလားရတယ်အဲ့တော့နိုးကတာတိုင်းမို့လားနိုးကချုပ်တတ်မှတော့ဘောလီမချုပ်တတ်ဘူးလားချုပ်တတ်တယ်ဒီတော့တွေအကုန်လိုက်ဖြစ်ပြန်ကုန်လေဒီတော့တွေအကုန်လိုက်ဖြစ်ဒီနေရာကြီးကြီးလေးဖြစ်ရမှာဘာဖြစ်လဲတိလားဂျိုင်းကဟောက်ချသွားလေဟုတ်တယ်မို့လားအဲ့တော့ကြီးကြီးလေးဖြစ်ရမှာကျန်တဲ့ထောက်ကလိုလဲအရင်မကြည့်တော့ဘူးသူဆွဲသားလဲပါဖြစ်နေလေအားနေပြီအဲ့တော့ဒီနေရာဖြတ်ချလို့ရတယ်နားလည်လားအဲ့ဆိုပတ်တန်ပါဖြစ်သွားရင်ပြီးသွားပြီဒီနေရာမှာလဲအငုတ်ကလေးပဲထားခဲ့မှာကျိုးလဲတွက်เสียမလို့ဘာကြောင့်ကျိုးတွက်เสียမလို့ လဲဆိုတော့ကျိုးကတကယ်ဘောလီကျိုးထည့်နေတော့ရှော့တင်အဲ့ဒါဆိုရင်နိုးပရာကော့ဆက်နဲ့ဘာကွာသွားလဲဆရာမဆိုတော့ချုပ်တဲ့အခါဒီဟာတွေကဇောင်းစာယူပေးရတာပြီးတော့ဒီကောင်ကကြတော့အဲ့အထဲထဲမှာခနာကိုယ်ထဲမှာတနေ့ကုန်ဝတ်ထားတာဖြစ်တဲ့အတွက်အခုမင်းတို့နိုးဗရာကော့ဆက်ကြီးပေါ့ပါတနေ့ကုန်ဝတ်နိုင်လားမနိုင်ဘူးအဲ့ဆိုသူ့မှာဘာတက်ကနစ်ပါလဲဆိုသူ့ကိုပေါ့ပါဖြစ်စေမယ်နီလန်းလေးတွေဘာလုပ်ပြရမှာသုံးပေးရမှာအဲ့ကြောင့်ဒီအုံနေအောင်လဲဘာလို့ဇောင်းစာယူမှာဇောင်းစာကတ်ရမှာဒါတွေကတော့တဲစာတွေရတယ်အပြင်အသားအမာနဲ့ချုပ်တယ်ဆိုဒီလိုအကွက်မှာပိုက်စာတွေပါတာမဟုတ်ဘူးလားဟုတ်လဲနော်အဲ့ဒါပဲကွာနေဟုတ်ပြီလားနောက်ပြီးတော့ကော့ဆက်ထက်ကိုဒီကောင်ကပုံဟိုက်လို့မရဘူးလားရတယ်ကဲအဲ့တော့ဘောလီပတန်အကျန်းတော့ပြီးသွားရင်နော်